Hello မင်္ဂလာပါရှင်လင်းလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ Photoshop ရဲ့2 bar အကြောင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့2 bar နဲ့မှာပါဝင်တဲ့2တွေရဲ့ဒီ shortcut key တွေပြီးတော့လို့ရှိရင်သူတို့ရဲ့အသုံးပြုပုံတွေဘယ်လိုလဲဆိုတာကိုအစမ်းမြင့်နေတဲ့ဒီဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီနားနေပြီးတော့ဒီ2တစ်ခုချင်းစီရဲ့သုံးဝင်ပုံကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ပထမဆုံးမြင်ရတဲ့ဒီ2လေးပေါ့နော်ဒီမှာထောက်ထားတဲ့အားလေးကို move tool လို့ခေါ်ပါတယ်သူရဲ့ shortcut key ကတော့ V ပါသူရဲ့လို့ပုံကဘယ်လိုလဲဆိုလို့ရှိရင်ဒီ subject တွေဖြစ်ဖြစ် object တွေဖြစ်ဖြစ်ပေါ့နော်ကိုလိုတလို့ရွှေ့နိုင်တဲ့နေရာတွေမှာဒါအသုံးပြုရပေါ့နော်ဒါကတော့သူရဲ့အသုံးပြုပုံကိုအစမ်းမြင့်နေနဲ့ဖော်ပြပေးရပါ shortcut key ကတော့ V ပါနော်သူရဲ့အောက်မှာရှိတဲ့ဒီ2လေးကိုကြတော့နာတို့ကမကွက်2လို့ခေါ်တယ်အဲ့မကွက်2မှာဆိုလို့ရှိရင်ကွက်ထွက်သွားတာလေးမျိုးရှိရပေါ့နော် rectangular မကွက်2ရှိမယ် elliptical မကွက်2ရှိမယ်ပြီးလို့ရှိရင် single row မကွက်2ဆိုပြီးရှိမယ်နောက်တစ်ခုက single column မကွက်2ဆိုပြီးရှိမယ်ပေါ့နော်သူကကြတော့ဘယ်လိုနေရာမှာအသုံးပြုလဲဆိုရင် selection ပေးတဲ့နေရာတွေပြီးလို့ရှိရင်နာတို့ဒီ social media ဆိုင်တွေဆိုတော့ဆိုလို့ရှိရင်ပေးမှာ margin တွေသတ်မှတ်တာတွေတို့အဲ့လိုနေရာတွေမှာအဓိကသုံးနေပေါ့နော်သူ့ရဲ့ဒီ shortcut key ကတော့ M မှာနောက်တစ်ခုကတော့ဒီအောက်မှာရှိတာလေးကလာဆို2လို့ခေါ်ပါတယ်သူ့ရဲ့ shortcut key ကတော့ M မှာအောက်မှာဆိုလို့ရှိရင်လာဆို2နဲ့ပတ်သက်တာတွေကဒီ polygon လာဆို2ရှိမယ်magnetic လာဆို2ဆိုပြီးရှိမယ်ပေါ့နော်ဒီကလည်းဒါ selection ပေးတဲ့နေရာတွေမှာအသုံးပြုတယ်အဓိက2တွေပေါ့နော်သူ့ရဲ့ shortcut key ကတော့ M မှာအဲ့လာဆို2ရဲ့အောက်မှာရှိတာကိုတော့နာတို့ကဒါ object selection 2လို့ခေါ်တယ်သူ့ရဲ့ shortcut key ကတော့ W ပါအဲ့ object selection 2မှာဆိုလို့ရှိရင်ဒါ quick selection 2ရှိမှပြလို့ရှိရင်magic 1 2ဆိုပြီးရှိမယ်ပေါ့နော်အဲ့ဒီသူ့ရဲ့ shortcut key ကတော့ W ပါဒီ selection 2တွေကတော့ဒီကsubject တွေဒါကွဲထွက်တာရလို့ရှိရင်ဒီ selection ပေးတဲ့နေရာမှာအသုံးပြုအဓိကနေရာတွေမှာဒါအသုံးပြုရပေါ့နော်ဒီ quick selection 2ဆိုလို့ရှိရင်ဒါကိုသတ်မှတ်ချင်တဲ့နေရာတွေဘယ်လိုနေရာမှာအဓိကဒီမျက်နှာဆိုမျက်နှာလက်ဆိုလဲအဲ့လိုနေရာတွေမှာအဓိကဒါအသုံးပြုရတူတွေပေါ့နော်သူ့ရဲ့ shortcut key ကတော့ W ပါOkay အဲ့ဒီ selection 2တွေအောက်မှာရှိတာကိုတော့ငါတို့ကဒါ crop 2လို့ခေါ်တယ်ပေါ့နော်ဒါ site တွေဘာတွေဖြစ်တဲ့နေရာတွေမှာအဓိကအသုံးပြုတယ်သူ့ရဲ့ shortcut key ကတော့ C crop 2ရဲ့အောက်မှာဆိုလို့ရှိရင် perspective crop 2ရှိမယ်ပြလို့ရှိရင်slide 2ရှိမယ်ပြီး slide select 2ဆိုပြီးရှိမယ်ပေါ့နော်ဒီဟာတွေရဲ့ဒီ2တွေရဲ့အသေးစိတ်ပေါ့နော်ဒီအသုံးပြုပုံတွေကဘယ်လိုလဲဆိုတာနောက်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ဒီရဲ့ shortcut key ကတော့ C ပါနော်Okay အဲ့အောင်မှာရှိတာကိုကျွန်တော်တို့ဒါ frame 2လို့ခေါ်တယ်ပေါ့နော်ဒီကောင်ကဒါ frame ချနေရာမှာအသုံးပြုတယ်သူ့ရဲ့ shortcut key ကတော့ဒီမှာဆိုရင်ဒါ K ပေါ့နော်အဲ့ဒီအောက်မှာရှိတဲ့2ကိုကြားနေတာတို့ကဒီ eye dropper 2လို့ခေါ်တယ်ဒီကတော့ဒါကတော့ color pick လုပ်တဲ့နေရာမှာအသုံးပြုတယ်ကိုလိုချင်တဲ့ color ကိုတွားပြီးထောက်လိုက်မှဆိုလို့ရှိရင်အောက်ကဒီက foreground color မှာဆိုလို့ရှိရင်ဒါ color ပြောင်းသွားတာကိုတွေ့ရလိမ့်မယ်သူ့ရဲ့ shortcut key ကတော့ eye မှာဒီ eye dropper 2ရဲ့အောက်မှာဆိုလို့ရှိရင်ဒါကွဲထွက်သွားရှိရပေါ့နော် 3D material eye dropper 2တို့ color symbol 2တို့အောက်မှာဆိုလို့ရှိရင် ruler 2ရှိမယ် note 2ရှိမယ်ပေါ့နော်ဒါတွေကဆိုလို့ရှိရင်ဒါ eye dropper 2ကနေကွဲထွက်သွားတာ key တွေပေါ့နော်သူ့ရဲ့ shortcut key ကတော့ eye မှာOkay အဲ့ဒီ eye dropper 2ရဲ့အောက်မှာရှိတဲ့2ကိုဒါနာတို့က spot healing brush 2လို့ခေါ်တယ်ဒါကတော့ဒီမျက်နှာ smooth လုပ်တဲ့နေရာတွေမှာဒါပြညက်ကလုပ်တဲ့နေရာတွေမှာဒီကတော့ skin read လုပ်တဲ့နေရာတွေမှာဆိုလို့ရှိရင်တော့ဒီ spot healing brush 2ကိုသုံးတယ်သူ့ရဲ့ shortcut key ကတော့ J ပါအောက်မှာဆိုလို့ရှိရင်ဒီမှာ patch 2တို့ healing brush 2ထားရေးဆိုလို့ရှိရင်ဒါ skin read လုပ်နေရာမှာအဓိကအသုံးပြုရပေါ့နော်Okay အဲ့ဒီအောက်မှာရှိတဲ့2ကိုကျတော့နာတို့ကဒါ press 2လို့ခေါ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်စုပ်တန်းပုံစံလေးနဲ့ပါလိမ့်မယ်ဒါကိုကျတော့ press 2လို့ခေါ်တယ်သူ့ရဲ့ shortcut key ကတော့ P ပါ press 2ရဲ့အောက်မှာဆိုလို့ရှိရင်ဒီမှာ pencil 2ရှိမယ် color replacement 2ရှိမယ်ပြလို့ရှိရင် mixer brush 2ဆိုပြီးရှိမယ်ပေါ့နော်ဒါတွေအကုန်လုံးကတော့ဒါ press 2ရဲ့ကြီးပဲဒီမှာဒါကတော့ဆေးရောင်ချဲတဲ့နေရာတွေမှာဆိုလို့ရှိရင်ဒါနှာခမ်းကြီးလူမျက်နှာမှာရှိတဲ့နှာခမ်းကြီးအရောင်ချဲတဲ့နေရာတွေမှာဆိုလို့ရှိရင်ဒါဒီ press 2တွေအသုံးပြုရရှိတယ်ပြလို့ရှိရင်ဒီကိုမလို့ခြင်းတဲ့အပိုင်းတွေမှာဆိုလို့ရှိရင် layer mask ကန်ပြီးတော့ဒီ press 2နဲ့ဖြတ်တဲ့အပိုင်းတွေရှိပေါ့နော်ဒါတော့နောက်ပိုင်းအလီနာဒီ press 2နဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးပြပြသွားပါမယ်ဒါတော့သူ့ရဲ့လုံးလုံးမှာဘယ်လိုလဲဆိုတာကိုပြပြအကြမ်းမြင်ပြပြပြဖြစ်ပါတယ် shortcut key ကတော့ P ပါနော်Okay အဲ့ဒီ press 2ရဲ့အောက်မှာရှိတာကိုတော့အလီနာတို့က clone stand 2လို့ခေါ်တယ်ဒီ clone stand 2ကဘယ်လိုနေရာမှာအသုံးပြုလို့ဆိုလို့ရှိရင်ဒီ skin read ပေါ့နော်အသားတွေဂျိုင်းကွက်တွေဖြစ်နေတဲ့နေရာမှာပြန်ဖြည့်ရနေရာမှာဆိုလို့ရှိရင်ဒီ clone stand 2ကိုအသုံးပြုရပေါ့နော်သူ့ရဲ့ shortcut key ကတော့ S ပါOkay အဲ့ဒီ clone stand 2ရဲ့အောက်မှာဆိုလို့ရှိရင်ဒါ history press 2နဲ့ eye history press 2ဆိုပြီးရှိလိမ့်မယ်ပေါ့နော်ဒါတွေကတော့ဒါနောက်ပိုင်းဒီ sketch တွေဆွဲတဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီ press 2ကိုအဓိကအသုံးပြုရပေါ့နော်သူ့ရဲ့ shortcut key ကတော့ Y မှာ Okay အဲ့ဒီ history press 2ရဲ့အောက်မှာရှိတာကိုတော့လီနာတို့ကဒီ eraser 2လို့ခေါ်တာဖြတ်ချင်တဲ့အပိုင်းတွေကိုဘယ်နေရာကိုဖြတ်ချင်တာလဲဆိုတဲ့နေရာမှာအသုံးပြုရပေါ့နော်သူ့ရဲ့ shortcut key ကတော့ E ပါ
အဲ့ဒီ press 2ဒီ eraser 2ရဲ့အောက်မှာရှိတာတွေကဒီမှာ background eraser 2ရှိမယ်ပြလို့ရှိရင် magic eraser 2ရှိမယ်ပေါ့နော်ဒီ magic eraser 2ကို background eraser 2ကိုဆိုဒီမှာအဲ့နာတို့ဒီ2000ဒီ Photoshop CC မှာဒီ2ရဲ့စာပါပေါ့နော်အရင်တော့ဒီ CF3 တို့ CF5 တို့မှာဆိုလို့ရှိရင်ဒီ2ကတိတ်မပါဘူးပေါ့နော်Okay အဲ့ဒီ eraser 2ရဲ့အောက်မှာရှိတဲ့2ကိုတော့အလင်းကတော့ဒါ gradient 2လို့ခေါ်တယ်အရောင်ချဲနေရာမှာအသုံးပြုတယ်အရောင်တင်တဲ့နေရာတွေဒီ background ထားမဲ့နေရာတွေမှာဆိုလို့ရှိရင်ဒီ gradient 2တွေအသုံးပြုရပေါ့နော်သူ့ရဲ့ shortcut key ကတော့ G ပါသူ့ရဲ့လုံးပုံလည်းနောက်ထပ် video မှာရှင်းပြပေးသွားမှာဖြစ်ပါတယ် Okay အဲ့ဒီ gradient 2ရဲ့အောက်မှာရှိတာတွေကိုတော့ညီတို့ဒီမှာ blur 2တို့ sharpen 2တို့ပေါ့နော်ဒါတွေရှိရအဓိကဒီကောင်းတဲ့လုံးပုံကဘယ်လိုလဲဆိုလို့ရှိရင်ကိုကစပင်းနဲ့ net တဲ့နေရာမှာnet တဲ့ကောင်းတဲ့လို့အသုံးပြုအရောင်တင်တဲ့နေရာမျိုးတို့light တင်တဲ့နေရာမျိုးတို့ဆိုရင်ဒီကောင်းတွေကိုအသုံးပြုရပေါ့နော်အဲ့ဒီအောက်မှာရှိတဲ့2ကိုခြားနေရာမှာ doji 2တို့ band 2တို့ပေါ့ဒီကောင်းတွေလည်းအဓိက highlight တင်တဲ့နေရာတွေပေါ့နော် light တင်တဲ့နေရာတွေတို့ဒီအနက်ဖြစ်နေတဲ့နေရာတွေဒီပို့ပြီးဖြူစေခြင်းတဲ့နေရာမှာဒီကောင်းတွေကိုအသုံးပြုရပေါ့နော်ဒီ doji 2တို့ band 2တို့ရဲ့ဒီ shortcut key ကတော့ O ပါOkay အဲ့ဒီအောက်မှာရှိတဲ့2ကိုတော့ညီတို့နေဒါပန်2လို့ခေါ်ပါဒီကတော့ဒါလူတွေဒါမို့ subject တွေပေါ့နော်ဒါတွေကို selection ပေးရနေရာမှာအသုံးပြုတယ်အပေါ်က selection 2တွေရှိအဲ့ဒါတွေကကြောက်တာတို့လို့ရှိရင်အချိန်ကုန်သက်တာစီရပေါ့နော်အချိန်ကုန်သက်တာပြောထားမှတိတ်ပြီးမတိကျဘူးကိုယ်နေတာတိတိကျကျဖြစ်နေဆိုလို့ရှိရင်ဒီပန်2ကိုသုံးရမယ်ပေါ့နော်ပန်2ရဲ့ shortcut key ကတော့ P ပါအောက်မှာဒီပန်2မှာဆိုလို့ရှိရင်သူ့ရဲ့ row တွေရှိရပေါ့နော်အဲ့ပန်2နဲ့ပတ်သက်တဲ့ free ပန်2အောက်မှာဆိုလို့ရှိရင်ဒါသူနဲ့ပတ်သက်တဲ့ပန်2ရရှိပါမယ်နောက်ထပ်ဒီ2တစ်ခုကတော့ဒီပန်2ရဲ့အောက်မှာရှိရတာ type 2ပေါ့နော်အောက်မှာဆိုလို့ရှိရင်ဒီ type 2ကိုနေလိုက်မယ်ဆိုလို့ရှိရင်တော့ shortcut key ကတော့ T ဆိုပြီးပြမပြလိုက်မယ် type 2တွေမှာဆိုလို့ရှိရင် type 2အမျိုးအစားရှိပေါ့နော် horizontal type 2တွေရှိမယ် vertical type 2ရေးတဲ့ဟာရှိမယ်ပြီးတော့ vertical type match 2ပြီးတော့ horizontal type match 2ဆိုပြီးရှိမယ်ပေါ့နော်အဓိကတော့ဒါ text ရေးတဲ့နေရာမှာအသုံးပြုတာ2ပေါ့နော်သူရဲ့ shortcut key ကတော့ T ပါ Okay အဲ့ type 2ရဲ့အောက်မှာရှိတဲ့2ကိုကြာရင်တို့က path selection 2နဲ့ direct selection 2ဆိုပြီးတော့ဒီကခေါ်တယ်ပေါ့နော်သူ့ရဲ့ shortcut key ကတော့ A ပေါ့နော်ဒီ path selection 2 direct selection 2ဘယ်မှာအသုံးပြုလဲဆိုဒီပတ်လန်းချောင်းနေနားတို့ဒီခုနကပန်2နဲ့သတ်မှတ်လိုက်တဲ့အရာတွေပတ်လန်းချောင်းတွေ selection ဝင်တဲ့အခါမှာအသုံးပြုရပေါ့နော်ပြီးရင်ဒီ text 2တွေမှာဆိုလို့ရှိရင်လေပတ်လန်းချောင်း white တဲ့နေရာတွေတို့ဒီစာသား white တဲ့နေရာတွေမှာဆိုလို့ရှိရင်ပတ်လန်းချောင်းနဲ့ဒီချသွားခြင်းနဲ့ဆိုလို့ရှိရင်ဒီလို selection 2တွေကိုအသုံးပြုရပေါ့နော်သူ့ရဲ့ shortcut key ကတော့ A ပါအဲ့ဒီ path selection 2ရဲ့အောက်မှာရှိတဲ့2ကိုတော့လီနာတို့ကဒီကတော့ဒီ rectangle 2လို့ခေါ်တယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ shortcut key ကတော့ shoe ပေါ့နော်အဲ့ rectangle 2တို့ဒီအဓိကတော့ဒီ shape တွေပုံဖော်တဲ့ဒါ2တွေပေါ့နော်သူ့ရဲ့ shortcut key က shoe rectangle 2ရှိမယ် round rectangle 2ရှိမယ် ellipse 2ရှိမယ်ပြလို့ရှိရင် polygon 2ရှိမယ် line 2ရှိမယ် custom shape 2ဆိုတာကအဲ့ custom လို့ပြောရတဲ့ဒီအဲ့ဒီ shape ထဲမှာဒီသပင်ပုံတွေလည်းပါရင်ပါမယ်အဲ့ဒီတခြားတိမ်ပုံစံတွေပေါ့ဒီ software ထဲမှာထည့်သွင်းထားတဲ့ဒါ custom shape တွေပါနေမှာပေါ့နော်ဒီကောင်တွေသုံးမှဆိုလို့ရှိရင်အနာတို့ကအောက်မှာဒီ social media နဲ့သုံးလို့ရှိရင်ဒီ address တွေရေးတဲ့အခါမှာအောက်ကနေပြီးတော့ box ပုံစံမျိုးလေးပေါ့နော်ပေါ်အဲ့လို creation လုပ်တဲ့နေရာမှာဒီလို2တွေကိုသုံးဖွဲ့ပေါ့နော်သူ့ရဲ့အသေးစိတ်လုပ်ပုံလေးကိုနောက်ထပ် video မှာရှင်းပြပေးပါမယ် shortcut key ကတော့ shoe ပါOkay အဲ့အောက်မှာရှိတဲ့2ကိုတော့ hand tool လို့ခေါ်တယ် hand tool ကဘယ်လိုနေရာမှာအသုံးပြုလဲဆိုလို့ရှိရင်လာတို့ဒီမှာ click တစ်ချက်ထောက်လိုက်မယ်ပြီးရလို့ရှိရင်အကျုံးချက်လို့ရှိရင်အဲ့နေရာနေပဲအကျုံးချက်တာလုပ်ပြရပေါ့နော်အဲ့လိုနေရာမှာဒါ hand tool ကိုအသုံးပြုတယ်ပေါ့နော်သူ့ရဲ့ shortcut key ကတော့ H ပါအောက်မှာဆိုလို့ရှိရင် rotate တာ view 2ဆိုပြီးရှိရပေါ့နော်ဒါဆိုလို့ရှိရင်ဒါ rotate လဲတဲ့နေရာမှာဒီ site တွေကိုလိုချင်တဲ့ဒီ subject တွေကို rotate လဲနေရာမှာဆိုလို့ရှိရင်ဒါအသုံးပြပါသူ့ရဲ့ shortcut key ကတော့ R ပါအဲ့ဒီအောက်မှာရှိတဲ့2ကိုတော့အနာတို့ကဒါ set 2လို့ခေါ်ပေါ့နော်အဓိကတော့ကိုမြင်သိစီနဲ့ဘိုင်းတော့သူကတော့ဒါအကျုံးချင်းလုပ်ပဲသဘောပေါ့နော်သူ့အနေနဲ့ဒီမှာ order ကိုဖိလိုက်မယ်ဆိုလို့ရှင်ဒါကမြင်ရတဲ့တန်မိုးကိုပို့ပြီးတော့ဒါသူကနှုတ်သွားပေါ့နော်ပြီးရလို့ရှင်ဒါကျုံသွားတဲ့သဘောပေါ့နော်အဓိကကိုကဒီတိုင်းပဲထားပြီးတော့ဒီ mouse လေးနဲ့ဒါကိုကစားမယ်ဆိုလို့ရှင်ဒါကြီးလိုက်ပေါ့နော်ချဲ့ပေးတော့အဲ့လိုမျိုးဒါ session ကိုကဘယ်နေရာမှာဒါအကျုံးချင်းလို့ရှင်နေဆိုလို့ရှင်လေဒါလုပ်လို့ရပြီပေါ့နော်ဒီကောင်လေးကဒီ order နဲ့ဖြည့်ပြတာကစားရတာပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ဒီနေ့မှာဆိုလို့ရှိရင်2ပါးထဲမှာပါဝင်တဲ့2တွေရဲ့ shortcut key တွေနဲ့သူတို့ရဲ့အသုံးပြုပုံတွေဘယ်လိုလဲဆိုတာကိုအချမ်းမြင်ဒီနေ့ဗီဒီယိုမှာပြပြပေးသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်ဒီ2တစ်ခုချင်းစီရဲ့အလုပ်လုပ်ပုံဘယ်လိုမျိုးရှိရဲဆိုတာကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်နော်ဆိုတော့ဒီဗီဒီယိုလေးကကိုယ့်အတွက်ကျုံးဝင်နေဆိုလို့ရှိရင် like and subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်